ဆိုပါလူသည်မိမိကောင်းကိုမိမိစူးစမ်းလိုစိတ်ဖြင့်ခောက်ကြည့်ရမျှော်လင့်မထားဘဲ set notification အတန်တစ်ခုထွက်ပေါ်လာသည်တစ်ချိန်တည်းမှာပင်သူရှိလူကြီးကသတ်မှတ်ထားသောအဆင့် rank တို့ရောက်ရှိပါကတဖြည်းဖြည်းတိုးတက်လာနိုင်ပြီးကားပွင့်များတဲ့တွင်ပုံမှုမြင့်မားသောအဆင့်တန်းရှိသည့်ဖြစ်တည်မှုတစ်ခုဖြစ်လာနိုင်ကြောင်းပြောပြခဲ့သည်မျိုးနွယ်စုမှအခြားအဖွဲ့ဝင်များအတွက်မူဤဒီမှာစိတ်ကူး၍ပင်မရနိုင်သောအရာဖြစ်တော်လဲကြားကမှုသူလင်းကိုအောင်မြင်အောင်လုပ်နိုင်မည်ဟုအခိုင်အမာယုံကြည်ထားသည့်အကြောင်းမှာသူလူပြန်ဝင်စားသည့်အချိန်မှစ၍သူတွင်ရခင်ဘဝကအမတ်တရများရှိနေသေးသည်ကိုသတိပြုမိသောကြောင့်ဖြစ်သည်ကားပွင့်တကောင်ဖြစ်လာရခြင်းကသူ့ကိုကိုရမယ်ဖြစ်စေခဲ့တော်လဲသူတွင်အခြားရွေးချယ်စရာမရှိခဲ့ပေသူမျှော်လင့်မထားခဲ့သည်မှာ3ရက်အတွင်းမှာပင်သူ၏ခန္ဓာကိုယ်သည်ကြီးထွားရင်းကျက်သောပုံသဏ္ဍာန်သို့လျင်မြန်စွာပြောင်းလဲသွားခြင်းပင်ဖြစ်သည်ရင်းအပြင်ဘာသာစကားကိုချက်ချင်းတင်ယူနိုင်ုံသာမကတခြင်းများနှင့်အကများကိုပါအပြည့်အဝဖျော်ပြနိုင်ခဲ့သည်တိုးတော်လဲအစားတောက်နေသည့်ဤနေ့တွင်ပင်အကြီးအကဲကရက်ဆက်ကြမ်းကြုတ်သောသတင်းတစ်ခုကိုကြေညာခဲ့သည်ဤဒီမှာမျိုးနွယ်စု၏နောက်ဆုံးအကြိမ်စုပေါင်းအစားအစာခွဲဝေပေးခြင်းဖြစ်လိမ့်မည်ယခုမှစ၍အစားအစာကိုတဦးချင်းစီရှာဖွေရမည်ဖြစ်သည်ဤဒီကိုကြားရသောအခါဂျက်စိတ်ထဲတွင်အစီအစဉ်တစ်ခုရှိနေပြီဖြစ်သည်သူသည်ပြင်း၏အဖော်များတဲ့တွင်ခန္ဓာကိုယ်အကြံ့ခိုင်ဆုံးဖြစ်သည့်ကောက်ပြူတီအမည်ရှိကားပွင့်ကိုချက်ချင်းတွားရောက်ရှာဖွေခဲ့သည်အကြောင်းရင်းမှာရိုးရှင်းပါသည်ပူပေါင်းဆောင်ရွက်ခြင်းသည်အမဲလိုက်ရာတွင်ပုံမူထိရောက်မှုရှိစေရန်ဖြစ်သည်ပြင်ဆင်ပြီးနောက်ရင်းတို့နှစ်ဦးသည်တောအုပ်ထဲသို့ဦးတည်သွားပြီးရင်းတို့ဘဝ၏ပထမဆုံးအမဲလိုက်ခြင်းကိုစတင်ခဲ့ကြသည်ခြုံပုံများထဲမှတခြားအတန်များထွက်ပေါ်လာသည်ရင်းတို့ကြိုတင်စီစဉ်ထားသောမဟာဗျူဟာအတိုင်းကောက်ပကြီးကတားကောင်ကိုမောင်းထုတ်မိဖြစ်ပြီးဂျက်ကမှုတားကောင်အောက်မှဖြတ်တန်းသွားမိအချိန်ကိုစောင့်ဆိုင်ကတစ်ပင်ပေါ်တွင်ကြိုတင်ပုံအောင်နေမိဖြစ်သည်နောက်တစ်ပင်ပေါ်မှခုံချကတားကောင်ကိုတေဆုံးသည့်အထိရိုက်နှက်မိဖြစ်သည်တိုးတော်ဂျက်ကသူ၏ပထမဆုံးအောင်ပွဲအတွက်စိတ်ထဲတွင်ကျဉ်းနေစဉ်မှာပင်ကောက်ပကြီးသည်စာလောင်မှုတံကိုလုံးဝမအောင်နိုင်တော့ဘဲတားကောင်ကိုတယောက်တည်းခိုးစားရန်ကြိုးပမ်းခဲ့သည်ဂျက်သည်တုံဆိုင်မနေဘဲချက်ချင်းပင်အေးအေးယူဆောင်ရွက်ခဲ့ပြီးကြီးစင်ငယ်လိုက် heritage အတိတ်ပဲကိုချက်ချင်းသင်ခန်းစာပေးခဲ့သည်ထို့နောက်ဂျက်သည်လက်နက်အဖြစ်အသုံးပြုရန်ရည်ရွယ်ချက်ဖြင့်တားကောင်၏ဥချုံများကိုဖယ်ရှားခဲ့သည်မင်းတို့ကိုထိလိုက်သည့်အခိုက်အတန့်တွင်သူ၏စိတ်ထဲ၌စာသားတစ်ကြောင်းရုတ်တရက်ပေါ်လာသည်သူဆက်လက်မစဉ်းစားနိုင်မီမှာပင်သူ့နောက်ရှိကောက်ပကြီးသည်တွားရည်များယိုကျနေပြီဖြစ်သည်အခြားရွေးချယ်စရာမရှိတော့သဖြင့်ဂျက်ကသူ့ကိုအရင်စားခွင့်ပြုလိုက်သည်နောက်တစ်နေ့တွင်ဂျက်သည်အလားတူနီးလန်းဖြင့်တောယုံတစ်ကောင်ကိုအမဲလိုက်ခဲ့ပြီးမနေ့ကရရှိခဲ့သောလက်နက်ကြောင့်ပုံမထိရောက်မှုရှိခဲ့သည်ဥချုအတင်များကိုထပ်မံထိတွေ့လိုက်သောအခါသူ၏စိတ်ထဲတွင်စာသားများထပ်မံပေါ်လာပြန်သည်ယခုတစ်ချိန်တွင်သူအများကြီးမစင်စားတော့ဘဲအစားအစာကိုအရင်အရသာခံစားသုံးရန်ဆုံးဖြတ်လိုက်သည်သို့သောအစားအစာမျိုးချလိုက်သည်နှင့်ချက်ချင်းပင်သူသည် software ဟုခေါ်သောစွမ်းရည် skill တစ်ခုကိုနားလည်သဘောပေါက်သွားကြောင်းသိလိုက်ရသည်ထိုအချိန်တွင်ဂျက်သည်အကြောင်းရင်းကိုနားလည်သွားခဲ့သည်အကြောင်းမှာဤဒီမှာသူ၏ရခင်ဘဝကရှိခဲ့သောဝါမျိုးချင်းစွမ်းအား divine power ပင်ဖြစ်သောကြောင့်ဖြစ်သည်မြည်သည့်အရာဝတ္ထုပင်ဖြစ်ပါစေသူမျိုးချလိုက်ရုံဖြင့်ပြိုင်ဘက်ဤစွမ်းရည်ကိုရရှိနိုင်မည့်အခွင့်အရေးရှိသည်လူပြန်ဝင်စားပြီးနောက်တွင်လည်းဤစွမ်းရည်ပါလာလိမ့်မည်ဟုသူဘယ်တော့မှမမျှော်လင့်ထားခဲ့ပေဂျက်ကပါနတ်သောယုံကိုစားလိုက်သည့်လောက်ရသည်မျိုးနွယ်စုအတွင်းသို့လျင်မြန်စွာပြန့်နှံ့သွားခဲ့သည်ရင်းတို့ထဲတွင်ကားပြုမဲ့အမည်ရှိကားပွဲမလေးတစ်ကောင်သည်ဂျက်အပေါ်လေးစားအားကျမှုနှင့်စေတနာအပြည့်ဖြင့်သူ့ထံသို့ရောက်ရှိလာသည်သူမ၏ရိုးရှင်းပြီးချစ်စရာကောင်းသောပုံစံကိုကြည့်ပြီးဂျက်ကသူမကိုအမဲလိုက်အဖွဲ့တွင်ပါဝင်ရန်ဖိတ်ခေါ်ခဲ့သည်ဤသည်ကြားရသောအခါကားပြုမကချက်ချင်းသဘောတူခဲ့သည်ကံမကောင်းစွာဖြင့်နောက်တစ်နေ့တွင်မိုးတိတ်ထန်စွာရွာသွန်းခဲ့သဖြင့်၃ယောက်တွဲအမဲလိုက်ခြင်းကိုယာယီရွှေ့ဆိုင်းခဲ့ရသည်အားလက်ခြင်းကိုအသုံးပြု၍ဂျက်သည်တင့်တော်သောလက်နက်များပြုလုပ်ရန်ကိရိယာများရှာဖွေရန်တိုးလောင်ယုံ warriors တို့သွားခဲ့သည်သို့တော်သူတိုးလောင်ယုံတကားကိုတွန်းဖွင့်လိုက်သောအခါအတွင်း၌ပိတ်လောင်ခံထားရသောလူသားမျိုးသမီးအချို့ကိုတွေ့ရှိခဲ့သည်ရင်းတို့၏ရည်ရွယ်ချက်ကိုသူမရေမရာခံမှန်းမိတော့လဲဆက်လက်မစင်စားရန်ညှဉ်းဆန်ခဲ့သည်ထိုအချိန်တွင်အကြီးအကဲကပင်ရောက်ရှိလာသည်ညီမျှစူးစမ်းအထောက်တီကိုမြင်သောအခါသူကအဆင့်တိုးတက်ခြင်း advancement နှင့်ပတ်သက်၍အချက်လက်များကိုပုံမထုတ်ဖော်ပြောကြားခဲ့သည်မိမိကောင်းကိုအတားအရာခောက်ကြည့်ရုံဖြင့်လက်ရှိအဆင့် rank ကိုသိနိုင်ကြောင်းသိရသည်အဆင့် level 100သို့ရောက်ရှိပါကရင်းတို့သည်ပုံမမြင်မာသောဖြစ်တည်မှုတစ်ခုအဖြစ်သို့ဆင့်ကဲပြောင်းလဲ develop နိုင်မည်ဖြစ်သည်နောက်တစ်နေ့တွင်ကားပြုမိသည်အမဲလိုက်အဖွဲ့သို့တရားဝင်ပူးပေါင်းခဲ့သည်နင်းတို့၃ဦးသည်အမှားယွင်းမရှိပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးမျက်စိတမိတ်တွင်မှပင်တားကောင်အမြောက်များကိုဖမ်းဆီးရမိခဲ့သည်တိုးတော်ရခင်နှင့်မတူဘဲယခုတစ်ချိန်တွင်ငွေသားကသူ့ကိုစွမ်းရည် skills ၅ခုဆက်တိုက်ပေးသနာခဲ့သည်ဂျက်သည်သူကိုယ်တိုင်ပုံမတမလာသည်ကိုချက်ချင်းခံစားခဲ့ရသည်ထို့နောက်လင်းတို့၃ဦးသည်ခုတစ်ခုသို့ရောက်ရှိခဲ့ပြီးမျှော်လင့်မထားဘဲလင်းတို့ရာပေါင်းများစွာနှင့်တိုးခဲ့သည်အရေးကြုံလာသောအခါဂျက်သည်အသေးရရှိထားသောစွမ်းရည်တစ်ခုကိုအသုံးပြုခဲ့သည်တစ်ချက်များကြည့်လိုက်ရုံဖြင့်လင်းတို့များသည်လုံးဝလှုပ်ရှားနိုင်ခြင်းမရှိတော့ပေအန်နီယမ်မှလွတ်မြောက်ပြီးနောက်သူသည်လင်းတို့၏စွမ်းရည်ကိုပါအောင်မြင်စွာရရှိခဲ့သည်တိုးတော့လင်းတို့မသိခဲ့သည်မှာလင်းတို့နောက်ွယ်မှမျိုးနွယ်စုသည်အစားအစာမရှိဘဲရပ်ပေါင်းများစွာဖြတ်တန်းခဲ့ရပြီးမျိုးစုမနာလိုစိတ်များလွှမ်းမိုးနေခြင်းပင်ဖြစ်